Hello ဟုတ်ကဲ့တကယ်ချင်းများအားလုံးမင်္ဂလာပါဒါလေးကတော့ကျွန်တော်တို့ဝက်ကိုကတ်ပွဲတော်ပေါ့နော်တစ်နှစ်စဉ်ကျင်းပနေတဲ့ကိုကတ်ပွဲတော်သွားခဲ့တဲ့ပုံလေးပါအဲ့ဒါလေးကိုဗီဒီယိုအတူလေးနဲ့တကယ်ချင်းများအားလုံးမတရားရိုက်ပြထားခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကျောင်းပေါ်တက်သွားတာပေါ့နော်ကျောင်းပေါ်ပတ်လိုက်လေတဲ့ပုံလေးပါနှစ်စဉ်အရန်လဲစီကားတိုင်မြတ်ပါတယ်ဒီနှစ်လဲအရန်ကိုစီကားပါတယ်ကျွန်တော်တို့နှစ်တစ်ကူပြီးမှအလုပ်ပိတ်ရက်နဲ့ဆုံတဲ့အတွက်ပုံမပြီးတော့စီကားသွားတာကိုလည်းတွေ့ရပါတယ်ကျွန်တော်ကတော့ဒီနှစ်မှာမမေရနှစ်ကြိမ်စက်တိုက်သွားပြခဲ့တာပေါ့နော်ပထမတစ်ကြိမ်သွားခဲ့ပြီးပါပြီဒါဒုတိယတစ်ကြိမ်ညီလေးတွေနဲ့နောက်တစ်ကြိမ်ထပ်သွားတာပေါ့နော်အဲ့ဒါလေးတွေကိုအမှတ်တရရိုက်ပြထားခြင်းဖြစ်ပါတယ်မမီကိုလေးတလူလူနဲ့ချက်ကင်တို့စားစရာတွေလည်းအစုံပဲပေါ့နော်လက်ပတ်စရာတွေလည်းအရန်များပါတယ်အရန်လည်းပျော်ဖို့ကောင်းပါတယ်ကစားစရာတွေလည်းအရန်ပဲဒါပေမဲ့ဒီနှစ်ကတော့စရိတ်ဆိုတော့ပါခဲ့ခြင်းမတွေ့စီရပါဘူးเนาะစရိတ်ဆိုမပါဘူးပေါ့เนาะတီးတန်းကလေးတွေကစားစရာကလေးကစားကွင်းတွေနဲ့လူကြီးကစားနေရတယ်တဲ့เนาะလူကြီးကစားကွင်းတွေပေါ့အဲ့ဒါလေးတွေကိုလိုက်ပတ်ကြည့်ခဲ့ပါတယ်လိုက်လဲခဲ့ပါတယ်အရန်လည်းပျော်ဖို့ကောင်းပါတယ်ဒါတော့ကျွန်တော်တို့မဟာချိုင်ဝက်ကိုကပ်ပွဲတော်ပေါ့နော်ကိုကပ်ဖုံကြောင်ရဲ့နှစ်စဉ်ပွဲတော်လေးဖြစ်ပါတယ်တကယ်ချင်းများအားလုံးကြည်စုနိုင်အောင်လို့ရိုက်ပြလိုက်ရခြင်းဖြစ်ပါတယ်အမှတ်တရလေးလည်းဖြစ်ပါတယ်ဟုတ်ပဲရန်လည်းပျော်ဖို့ကောင်းပါတယ်စီးနေကြတာတအားပဲချစ်တကယ်ချင်းများအားလုံးကြည်စုနိုင်အောင်အမှတ်တရလေးရိုက်ပြထားခြင်းဖြစ်ပါတယ်နော်ဟိုမှာဆရာကြီးကတော့အမှတ်ကန်အောင်ကခွဲနေတာပေါ့နော်အရန်ကတယ်ကြည့်ပါသူကတာလေးကိုကျွန်တော်မတ်တမတ်ရိုက်ထားတယ်ဟောဒါတော့ကျွန်တော်တို့ညီလေး2ယောက်နဲ့ပြန်လာပြီပေါ့နော်ဒါတော့ဆိုင်ကယ်အမှန်ကန်ဆိုင်ကယ်စကေးပြပြီးတော့ခွဲသွားညီလေးဟိုဆိုင်ကယ်2စီးကျွန်တော်တို့ညီလေး2ယောက်နဲ့3ယောက်သွားခဲ့တာပေါ့အရန်လဲစီကားပါတယ်ဒါလည်းပုံလေးပါအပေါ်ကနေရိုက်ပြထားတာပါချစ်တငယ်ချင်းများအားလုံးဒီတင်မှာစိတ်ချမ်းသာခြင်းကိုကြပါခြင်းနဲ့ပြည့်စုံပါသည်အားလုံးမင်္ဂလာပါ